အသက်20ကျော်မှာပေါ့နော်အိမ်အောင်ကြပြီးတော့အိမ်အောင်ပြန်ကိုရမယ်ကံအနေထားကိုပြတယ်အိမ်အောင်ဆက်တတိထားမယ်ပေါ့နော်ဒီနေ့မှာမြောက်ပြီးခြင်းတဲ့အကြောင်းအရာတွေကတော့အိမ်အောင်ကြီးလမ်းကြောင်းရဲ့ကံအရှင်နေပေါ့နော်အိမ်အောင်ကြီးကံကောင်းလားဆိုးလားဆိုတာကိုဒီမှာမြောက်ပြီးတော့မှဖြစ်တယ်အဲ့တော့ပုံမှန်ပြပေးထားတယ်လက်မှာပေါ့နော်အိမ်အောင်ကြီးလမ်းကြောင်းကနှစ်ခုပါနေတယ်အောက်ကလမ်းကြောင်းလေးဆိုရင်သူကကူးပြီးတော့ဆင်းနေတာပေါ့နော်နှလုံးလမ်းလမ်းကြောင်းကထွက်လာတယ်ကွေးပြီးတော့နှလုံးလမ်းကိုထိပြီးဆင်းနေတယ်ပြီးတော့အပေါ်မှာလည်းလမ်းကြောင်းတစ်ခုရှိတယ်ပေါ့နော်ဒီလက္ခဏာချင်းကကျင်းသေးပေါင်းအိမ်အောင်20ကျုံသွားလိမ့်မယ်ဆိုတာကိုပြနေတယ်သူကအသက်20ကျော်အသက်20ကျော်မှာပေါ့နော်အိမ်အောင်ကျလိမ့်မယ်ပြောပါဆို20ကျော်မှာအိမ်အောင်ကျတယ်ဆိုတာဒါငယ်ရွယ်စဉ်မှာကျတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြောမှသူ့ရဲ့ကံငယ်ရွယ်စဉ်မှာကျနိုင်တဲ့ကံအနေထားကိုပြနေတယ်ဆိုတာကိုဖော်ပြပေးချင်တာဖြစ်တယ်အဲ့တော့အသက်20ကျော်မှာအိမ်အောင်ကျမယ်အိမ်အောင်ကျပြီးတော့သူကမကောင်းဘူးပေါ့နော်ကွေးစင်းသွားတဲ့တကြောင်ဒီအိမ်အောင်ကြီးကပြိုကွဲမယ်ပျက်စီးမယ်ခွဲခွာမှုတွေကွဲကွာမှုတွေပြထားပြီတယ်ပေါ့နော်အဲ့တော့အဲ့ဒီဖြစ်ပြီးရဲ့နောက်ပိုင်းမှာသူကအသက်30ဝန်းကျင်30နားမှာသွားပြီးတော့အိမ်အောင်ပြန်ကျနိုင်တယ်ပေါ့နော်အိမ်အောင်ဇက်တတိထားမယ်လက္ခဏာဖြစ်တယ်အိမ်အောင်ကြီးကံအရှင်ကြီးအရာဆိုရင်သူကအိမ်အောင်ကြီးကံအားနေတယ်ဒီအိမ်အောင်ဘက်ရဲ့အားနမှုအညံ့တွေကိုခံရမယ်စိတ်များတဲ့အိမ်အောင်ဘက်မျိုးကိုရတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေသတိထားပေးရမယ်အဓိကတော့အိမ်အောင်20ကျုံရမယ်သက်20ကျုံမှာအိမ်အောင်ကြမယ်အဲ့အိမ်အောင်ကကွဲကွာသွားမယ်ပေါ့နော်ကွဲခွာမယ်နောက်ပြီးတော့မှအိမ်အောင်ဆက်ဖြစ်ပေါ်မယ်ဆိုတဲ့ကံအရှိန်တွေကိုဖော်ပြပေးနေတဲ့မှတ်သားဖြစ်တယ်အဲ့တော့မိတ်ဆွေရဲ့လက်မှာဗညာတိုက်စစ်ပါပုံမှာပြပေးရတဲ့အတိုင်းပေါ့နော်အောက်မှာတစ်ခုပဲပတ်ပုံမှာပဲပတ်ဒီကတော့အောက်ကလမ်းကြောင်းကိုတခြားလေးကြည့်ပေးရမယ်အောက်ကလမ်းကြောင်းကောင်းပါမလားလမ်းကြောင်းတွေဘယ်လောက်များလဲပေါ့နော်များတဲ့လမ်းကြောင်းတွေမှာဘယ်အရာကောင်းလဲဆိုတာကိုကြည့်ပြီးတော့ခွဲခြားလို့ရတယ်ပေါ့နော်အကြမ်းအဖြစ်ဟိုဆရာတို့ပုံမှာပြပေးရတဲ့အတိုင်းဆိုရင်အောက်လမ်းကြောင်းကိုအဓိကထားပြီးကြည့်လို့ရတယ်အောက်လမ်းကြောင်းကကောင်းနေလားအားနည်းနေလားလို့ကြည့်ပြီးတော့ခွဲခြားလို့အကြမ်းမြင်ခွဲခြားလို့ရနိုင်ပါတယ်ဒါကတော့ဆရာတို့ပညာမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့အခုလိုပါနေလားမပါဘူးလားဆိုတာကိုဆရာကြီးတက်စစ်ကြည့်ပါ